သာကြီးလိုင်းကလေးလူယုံကပြောအေယာဝတီတိုင်းရဲ့အနောက်ဘက်မြို့တော်အပန်းဖြေစရာငွေဆောင်ကန်းနဲ့အလံမဝေးလာပါနော်ခေအဆက်ဆက်ထင်ပေါ်တကိုးကြည့်တဲ့စီဒီတော်သာသနာထွန်းတောက်မော်တင်စွန်းလို့အမည်ရှိခဲ့စီနော်ဝေသာကြီးလိုင်းကလေးလူယုံကပြောအေယာဝတီတိုင်းရဲ့အနောက်ဘက်မြို့တော်အပန်းဖြေစရာငွေဆောင်ကန်းနဲ့အလံမဝေးလာပါနော်ခေအဆက်ဆက်ထင်ပေါ်တကိုးကြည့်တဲ့စီဒီတော်သာသနာထွန်းတောက်မော်တင်စွန်းလို့အမည်ရှိခဲ့စီနော်ကိုရန်ကြီးလမ်းရဲ့မနီးမဝေးကတောင်ပေါ်ပညာပါရမီတော်ရကျောင်းကြီးလို့ခေါ်ဓမ္မစတိယဆရာတော်ဖယားဦးပညာတီဒီမြတ်ဖယားသားတော်ဖယားမြတ်ကုံတော်တရားပြဆရာတော်နေလေကနော်သာသနာအကျိုးသေးဖို့ကလေးတော်ဆရာတကားကောင်းမှုအကြောင်းပြုကနော်ခုနှစ်ရဲ့သားသမီးပေါင်းစည်းလို့နော်ငကယုံဖယားတဲ့ဖူးကြစေလို့သာသနာရှေ့ရှောက်ထွန်းတောက်ဖို့ရာဓမ္မစာပေသင်ဖို့အရေးပါရမီတော်ရကြောင်းကြီးထင်ကားပေါ်ဝေသာကြီးလိုင်းကလေးလူယုံကပြောအေယာဝတီတိုင်းရဲ့အနောက်ဘက်မြို့တော်အပန်းဖြေစရာငွေဆောင်ကန်းနဲ့အလံမဝေးလာပါနော်ခေအဆက်ဆက်ထင်ပေါ်တကိုးကြည့်တဲ့စီဒီတော်သာသနာထွန်းတောက်မော်တင်စွန်းလို့အမည်ရှိခဲ့စီနော်ကိုရန်ကြီးလမ်းရဲ့မနီးမဝေးကတောင်ပေါ်ပညာပါရမီတော်ရကျောင်းကြီးလို့ခေါ်ဓမ္မစတိယဆရာတော်ဖယားဦးပညာတီဒီမြတ်ဖယားသားတော်ဖယားမြတ်ကုံတော်တရားပြဆရာတော်နေလေကနော်သာသနာအကျိုးသေးဖို့ကလေးတော်ဆရာတကားကောင်းမှုအကြောင်းပြုကနော်ခုနှစ်ရဲ့သားသမီးပေါင်းစည်းလို့နော်ငကယုံဖယားတဲ့ဖူးကြစေလို့သာသနာရှေ့ရှောက်ထွန်းတောက်ဖို့ရာဓမ္မစာပေသင်ဖို့အရေးပါရမီတော်ရကျောင်းကြီးထင်ကားပေါ်